ငါပြောရမှာ မောင်ရဲ့ဒီပစောက်ပါပြောမှာတဲ့ရတိမှာပေါ့ ဇက်ပေါက် အော်အေးပစောက်ပါဟေးဟုတ်တယ်ကဲပြော မင်းရေမချိုးကတလားရှိလို့ မောင်ဘယ်သူပြောတဲ့ရင်မချူတလားရှိဘူးအော်ဒါလက်တော့မှလက်ချက်ပဲဖြစ်ရမယ်ဒီမမတဲ့ပြောပြမယ်တဲ့ရင်မချူတာမှတဲ့တလားပဲရှိသေးအဲ့ဒီလှုပ်တော့မှရင်မချူတာ2လအောင်ရှိသွားပြီ မင်းသူများကိုရှောက်မဲမနေပါနဲ့ မဲအမဟုတ်တာအမှန်တရားကိုပြောပြရလေ ငါမင်းကိုနောက်ဆုံးမေးမယ်မင်းရေချိုးမှလားမချိုးဘူးလား ချိုးမှာပေါ့မောင်ရဲ့ ဒီဘယ်တော့ချိုးမအောင် တဲ့ဒီဆောင်းကုန်ရင်ချိုးမယ် ဟာအခုမှစောင်းအောင်ဝင်ငါသားရှိသေးရလေ မောင်ရဲ့တဲ့အချိန်နဲ့တော့ပေးပါတဲ့ရေမထိတာကြားတဲ့အတွက်ကြောင့်မလို့အခုချက်ချင်းရေထိလိုက်ရင်တဲ့ရေနဲ့တော့မှစိုးလို့ မင်းရေချိုးဖို့အဲ့လောက်ထိစဉ်းစားဖို့လိုလို့လား ဟာ မတဲ့နဲ့အဲ့လောက်စိုးနေလို့လားအိမ်ရဆိုတဲ့ရဲ့အနံ့ကိုမောင်ရှူကျင်လို့ဆိုတုံးကုန်ရှူတာလေတဲ့တော့ရားရလဲဆိုပြီးတော့မောင်တွန်းထုတ်တာတင်း အဲ့မှာဘာနဲ့တော့ အမဟုတ်ဘူးလေတဲ့စွတ်တဲ့ရေမွေးနဲ့ကိုပြောရလေမ မင်းရေချိုးမယ်ဆိုရင်ငါ့ကိုဆက်သွယ်ရေမချိုးရင်မင်းနဲ့ငါနဲ့ပြက်ပြီ မောင်အဲ့လိုမလုပ်ပါနဲ့မောင်မတော့သားဘူးမောင်တဲ့အနစ်စီပဲလာခဲ့မောင်ဒီအနစ်စီပဲမောင်ရေရစ်ဆက်လိုက်တော့ရှင်နစ်တယ်ပြောတာမလဲဘူးမကြည့်ဘူးမောင်ထားခဲ့တဲ့နေရာမှာတိလေးဖြစ်ပြီးပြောက်ကွယ်တော့အချင်းလိုက်တာ မပါဘူး တိလေးဖြစ်ပြီးပြောက်ကွယ်တော့အချင်းလိုက်တာ မပါဘူး အော်မပေါင်းလားစိတ်ဟာအော်ဆရာရဲ့လက်တော့တာပဲမပေါင်းလား မပါဘူးမပါဘူး အော်